စိတ်နဲ့ကာကွယ်မယ်စံလုံးလာတွေနဲ့အမပြေရှမ်းနေလေးကိုကာကွယ်မယ်ရှမ်းနေတောက်တော်တာသွေးမကွဲပါရှက်မှတ်ရတိုက်ခိုက်တာတော့ရှင်းတွင်နေတဲ့ 2SA တမ်တော်တာစီဟာပါလို့ဆွဲလုံးလာတဲ့အောင်လာကိုလွတ်ထူကြစီဟာပါလို့ဆွဲလုံးလာတဲ့အောင်လာကိုလွတ်ထူထားဒါတွေတို့ထားကြ